electrical equipment တစ်ခုကို hypothesis လုပ်တာဟာ capacitor တစ်လုံးကိုအားသွင်းနေတာနဲ့တူပါတယ် AC hypothesis ဟာ capacitor တစ်လုံးကို AC ပိုအားပေးထားတာနဲ့တူပြီးတော့ DC hypothesis ဟာ capacitor တစ်လုံးကို DC ပိုအားပေးထားတာနဲ့တူပါတယ် capacitor တစ်လုံးကို AC ပိုအားပေးထားတဲ့အခါ capacitor ထဲမှာ charging current တစ်ချိန်လုံးစီးနေပါတယ်။ဘာကြောင့်လဲဆိုတော့ AC မှာအပေါင်းတစ်လှည့်အနှုတ်တစ်လှည့်ဖြစ်နေတဲ့အတွက်ကြောင့် capacitor ဟာ charging ဖြစ်လိုက် discharging ဖြစ်လိုက်နဲ့တစ်ချိန်လုံး current စီးနေတာဖြစ်ပါတယ်။ဒါပေမဲ့ capacitor တစ်လုံးကို DC ပိုအားပေးထားရင် capacitor အားမပြည့်ခင်အထိပဲ charging current စီးပါတယ်။ capacitor အားပြည့်သွားပြီဆိုတာနဲ့ charging current မစီးတော့ပါဘူး။ဒီသဘောတရားကိုနားလည်ထားရင် AC hypothesis နဲ့ DC hypothesis တို့ရဲ့ခြားနားပုံကိုနားလည်နိုင်ပါတယ်။ electrical equipment တစ်ခုကို AC ပိုအားနဲ့ hypothesis လုပ်မယ်ဆိုရင်တစ်ချိန်လုံး charging current စီးနေမှာဖြစ်ပါတယ်။ capacitance effect နေတဲ့ပစ္စည်းကို AC hypothesis လုပ်ရင် charging current ပမာဏလည်းနည်းပါမယ်။ capacitance effect များတဲ့ပစ္စည်းကို AC hypothesis လုပ်ရင် charging current ပမာဏလည်းများပါမယ်။ charging current ပမာဏများနေတဲ့အခါ leakage current ကိုသီးသန့်အကဲဖြတ်ရတာခက်ခဲလာပါတယ်။ဘာကြောင့်လဲဆိုတော့ leakage current ပမာဏဟာအရင်နေပါတယ်။ဒီအခြေအနေဟာဘာနဲ့တူလဲဆိုတော့တယောက်ကအရေးကြီးတဲ့စကားတစ်ခွန်းကိုတိုးတိုးလေးပြောနေတဲ့အချိန်မှာအနီးမှာရှိတဲ့ loudspeaker အသံကဖုံးအုပ်သွားသလိုမျိုးပါပဲ။ကျွန်တော်တို့သိရှင်တာကပမာဏအရင်နေတဲ့ leakage current ပဲဖြစ်ပါတယ်။ဒါပေမဲ့ charging current ကလွှမ်းမိုးထားပါတယ်။ DC hypothesis မှာတော့ဒီပြဿနာမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ DC မှာအပေါင်းအနှုတ်ပြောင်းလဲမှုမရှိတဲ့အတွက်အားပြေးပြီးသွားတဲ့နောက်မှာ charging current မစီးတော့ပါဘူး။ဒီအချိန်မှာ leakage current ကိုရှင်းရှင်းလင်းလင်းတိုင်းတာနိုင်ပါတယ်။ဒါကြောင့် capacitance effect များတဲ့ equipment တွေကို hypothesis လုပ်တဲ့အခါ DC hypothesis က AC hypothesis ထက်အားသာချက်တွေရှိပါတယ်။ဒါပေမဲ့ DC hypothesis မှာလည်းအားနည်းချက်အချို့ရှိနေပါတယ်။ပညာရှင်တွေရဲ့သတ်မှတ်ချက်အရ underground power cable လိုမျိုး XLP insulation ကို new installation မှာပဲ DC hypothesis လုပ်သင့်တယ်လို့အကြံပြုထားကြပါတယ်။အိုဟောင်းနေတဲ့ cable တွေကို DC hypothesis မလုပ်သင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ cable အဟောင်းကို DC hypothesis လုပ်တဲ့အခါ cable မှာအားနည်းချက်ရှိနေမယ်ဆိုရင်တော့ test result ကကောင်းနေတတ်ပါတယ်။ဒါပေမဲ့ test လုပ်ပြီးသွားလို့ AC ဘိုးအားပြန်ပေးတဲ့အခါရခင်အားနည်းချက်ရှိနေတဲ့နေရာကပိုဆိုးသွားနိုင်တယ်လို့ယူဆကြပါတယ်။ဒါကြောင့်တက်တန်းကြာနေတဲ့ XLP cable တွေကို DC hypothesis လို့ကိုပညာရှင်တွေကအကြံပြုလေမရှိပါဘူး။ဒီလို cable တွေကိုစမ်းသပ်စစ်ဆေးမယ်ဆိုရင် VLF test လို့ခေါ်တဲ့ very low frequency test ကိုပုံမှန်အကြံပြုတတ်ကြပါတယ်။